အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်ဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့လက္ခဏာပညာမှာအဓိကအနေနဲ့သိထားရမယ့်လက်ပုံစံ9မျိုးတွေကစရုပ်ထားမြောက်လက်ပုံစံဖြစ်တဲ့ကြောကျွန်းလက်အကြောင်းကိုပြောပြတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီကြောကျွန်းလက်ကိုသူကအနုပညာလက်လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့အနုပညာလက်လို့လည်းခေါ်တယ်သူကကြောကျွန်းလက်လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်လိုဆိုရင်သူက conic or artistic hand ဖြစ်ပါတယ်အဲ့တော့ဒီကြောကျွန်းလက်လို့ခေါ်တဲ့ဒီအနုပညာလက်ရဲ့လက်ပုံစံကဘယ်လိုရှိမလဲဆိုရင်သူကလက်ဝါးရဲ့เนาะဒီလက်ဝါးနဲ့ပေါ့နော်လက်ဝါးနဲ့လက်ချောင်းတွေဟာသူကပြေပြက်ပြီးတော့သူကလှပတယ်နူးညံ့တယ်ပေါ့နော်ဒါကလက်ချောင်းတွေရဲ့ထိပ်ဖျားတွေကသူကတိတိတာတာလေးကိုချွန်းနေတာလေးကိုတွေ့ရတယ်အဲ့တော့လက်ချောင်းလေးတွေတွဲတယ်ပေါ့နော်တွဲတဲ့ဘက်မှာချွန်းတဲ့ဘက်မှာပါတယ်ဒါကြောင့်မို့လဲသူ့ကိုကြောကျွန်းလက်လို့ခေါ်တာအဲ့တော့ဒီကြောကျွန်းလက်လို့ခေါ်တဲ့ဒီအနုပညာလက်လို့ခေါ်တဲ့ဒီလက်ပုံစံရဲ့သူကလက်ပုံစံရှိတဲ့သူတွေရဲ့စိတ်နေစိတ်ထားပေါ့နော်အဲ့တော့စိတ်နေစိတ်ထားလေးကသူကဘာရှိမလဲဆိုရင်ဘယ်လိုလေးတွေဖြစ်မလဲဆိုရင်သူကလက်ဝါးပြင်ဒီလက်ချောင်းလေးတွေကတွဲတဲ့နူးညံ့တယ်လှပတယ်ဆိုတော့သူကစိတ်ထားသူ့ရဲ့စိတ်ထားကလည်းနူးညံ့မယ်လှပမယ်တိမ်မွေ့မယ်ပေါ့ဒီလိုလေးတွေရှိမယ်တခါသူ့ရဲ့လက်ပုံစံရဲ့နာမည်အတိုင်းပေါ့နော်အဲ့တော့အနုပညာလက်ဆိုတော့သူ့ရဲ့စိတ်ထားလေးတွေကလည်းအနုပညာဆံမယ်အဲ့တော့အနုပညာဉာဏ်လေးတွေဆိုရှိတယ်တခါချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်ရင်လည်းတော့ချစ်ခင်ယူရတတ်တယ်အဲ့တော့အနုရွလေးတွေပေါ့နော်ဒီလိုလေးတွေရှိမယ်တခါအာယုံခံစားမှုတွေရှိတယ်သူကအာယုံခံစားမှုလေးတွေလည်းကောင်းတယ်အဲ့တော့သူ့ရဲ့အဓိကအချက်ကလေးမြင်ရမှာတော့တိတိတတာမြင်ရမှာလေးကတော့အလှအပဆိုအရန်ကြိုက်တယ်အလှအပတွေဆိုရင်သူကမျက်နှိုးတယ်တခါအနုပညာလက်ပုံစံဖြစ်တဲ့အတွက်ပေါ့နော်ဒီအနုပညာဆန်တဲ့အပြင်ကိုသူကဗာလဲသူအနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေဖြစ်တဲ့ဒီဒေဂီတာတို့ဒီအယောင်တွေအစင်းတွေပေါ့နော်ဒါတွေဆိုရင်သူကအရန်ကြိုက်နေတတ်ပါတယ်ဒါကြောင့်ဒီကြောကျွန်းလက်လို့ခေါ်တဲ့အနုပညာလက်ရှိတဲ့သူတွေပေါ့နော်လက်ပုံစံရှိတဲ့သူတွေမှာအဲ့တော့စိတ်ထားလေးတွေနူးညံ့တယ်အနုပညာဆန်တယ်တခါချစ်ခင်ယူရတတ်တယ်အဲ့တော့မကောင်းတဲ့